အားလုံးမင်္ဂလာပါ Reasoning Language Art ပေါ့နော် Salmon passage လေးကိုကျွန်တော်ဖတ်ပြပါမယ်ဒီဟာကတော့ GED မှာ reading comprehension မေးတာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကလေGED တို့ SAT တို့အဲ့လိုခွဲခြားပြီးပြောနေမယ်စားဒီအင်္ဂလိပ်စာ passage ကိုနော်တေချာများဖတ်လာလေ language reading skill တက်လာတယ်လို့ပါပဲเนาะအဲကြောင့်မလို့ကျွန်တော်ပြောချင်တာကတော့စာများဖတ်ပေးပါလို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီမှာကဒါကတော့ကျွန်တော် original text ရတွေကိုပြန်ရေးပြထားတာပေါ့ရေးပြီးတော့ကျွန်တော်တို့ရှင်းပြပေးပါမယ်เนาะအဲ့တော့ဒီမှာကတော့သူ few animals has been as central to the Pacific human experience as salmon ဆိုပြီးတော့topic sentence နဲ့သူရေးပြသွားတယ် few animals เนาะတတဝါချို့ have been central เนาะဒီအဓိကကြာလာတဲ့အာရုံစူးစိုက်ခြင်းခံရတဲ့ to the Pacific human experience Pacific ဒေသမှာနေထိုင်တဲ့လူတွေရဲ့အတွေ့အကြုံရเนาะဥပမာပေးရမယ်ဆိုရင် salmon 5လိုဟာမျိုးတတဝါတွေကိုယူဆိုင်လာကြတယ်ပြီးတော့ their annual migrations are miracle of nature သူတို့ရဲ့ရွှေ့ပြောင်းနေထိုင်ခြင်းဟာဒီသဘာဝပတ်ဝန်းကျင်နဲ့ထူးခြားမှုတရားလို့ပြောပါတယ်ဒီနေရာမှာကျွန်တော်တို့ပေါ့နော်ဒီဝလန်သွားရှာပြီးဖြစ်တဲ့အဆိုတော်ကြီးကိုခင်ဝမ်းရဲ့ဆယ်မွန်5တို့အပြန်ဆိုတဲ့ချင်းလေးဟာဒီစာပိုင်းနဲ့တော်တော်လေးကိုအောင်ဝင်ခွင့်ရဖြစ်ပါတယ်เนาะဆယ်မွန်5တို့အပြန်ပေါ့เนาะအဲ့ဒီချင်းလေးဟာလည်းဒီစာပိုင်းနဲ့တော်တော်လေးကိုကိုက်ညီမှုရှိပါတယ်အဲ့တော့သူတို့ရဲ့ annual migration အား miracle of nature တဘာဝအတွက်ကိုဒီထူးဆန်းထွေလာတခုဖြစ်တယ် they feed us သူတို့ကကျွန်တော်တို့ကျွေးတယ်ပေါ့ပေးတယ်ပေါ့နော်ဒီမှာ their presence tell us သူတို့ကကျွန်တော်တို့ကျွေးလဲကျွေးတယ် and coordinate conjunction နဲ့သူရေးတယ် their presence tell us နော်သူတို့ရဲ့တည်ရှိမှုတွေဟာ that our rivers are still healthy ကျွန်တော်တို့ရဲ့မြစ်ချောင်းတွေကကျန်းမာနေတယ်လို့သူရေးတာတယ်ဒါပေမဲ့ဒီနေရာမှာကျမ်းမာတယ်လို့ဘာသာပြန်လို့မရဘူးပေါ့နော်ကျွန်တော်တို့မြေချောင်းတွေကရေချောင်းပိတ်ဆို့မှုမရှိဘူးရေတွေကလည်းကြည်လင်တန့်ရှင်းတယ်ရေတွေကလည်းဒီကျွန်တော်တို့ပေါ့နော်တောက်ရေသုံးရေအနေနဲ့ကျွန်တော်တို့တောက်သုံးလို့ရတယ်အစိတ်မသိမ့်ဘူးပေါ့နော်အဲ့ဒါကိုပြောမယ်ဆိုရင်တော့ rivers are still healthy နဲ့ကျွန်တော်ပြောပါမယ်နောက်က from greasy bears to orca whales at least 137 different species depend on the marine rich nutrients that wild salmon provide အဲ့တော့ဒီမှာကတော့เนาะ greasy bears เนาะအဲ့တော့ဒီမီးခိုးပြာရောင်ဝက်ဝင်တွေနဲ့ orca whales ပေါ့เนาะ at least 137 different species တွေအားတဲ့เนาะ depend on the เนาะဒီ depend on the marine rich nutrients เนาะအဲ့တော့ဒီပင်လယ်ဒီစာတွေကပင်လယ်ဟွာပေါ့เนาะဒီကျွန်တော်တို့ nutrients เนาะအာဟာရဓာတ်တွေကိုမိခိုနေရတယ်ဘယ်သူတွေကပြီးတာလဲဆိုရင် salmon တွေက provide လုပ်တာပေါ့နော်အဲ့တော့ greasy bears ကြီးကလည်း salmon 5တွေကိုချောင်းထဲမြစ်ထဲမှာဆင်းပြီးတော့သူကဖမ်းစားတယ်ပေါ့နော်နောက်ကကျတော့ the large index salmon watersheds around the North Pacific are composed of free flowing rivers and dense forests which provide clean drinking water and absorb carbon to slow climate change အဲ့တော့နောက်ဆုံးတွေ့ရတဲ့ index salmon watershed ပေါ့နော်အဲ့ဒီ salmon တွေဒီကျက်စားတဲ့ဒီ watershed เนาะဒီကွာပေါ့နော်ဒီကုန်းပေါ့ကုန်းနေရေနေဒီပေါ့အဲ့ဒီနေရာလေးဟာတဲ့ကျွန်တော်တို့ Pacific around the Pacific เนาะ Pacific ဒေသဝန်းကျင်မှာရှိတာ composed of ပေါင်းစပ်ထားတဲ့ free flowing rivers เนาะမြစ်တွေကလည်းเนาะလွယ်လွယ်ကူဆင်းနေတယ်နောက် dense forest เนาะတိတ်သီးထူတတ်တဲ့ပေါ့နော်ဒီတစ်တော်တွေရှိတယ် which provide နော် clean drinking water နော်ကြည်လင်တန့်ရှင်းတဲ့ရေကိုလည်းထောက်ပံ့တယ် and absorb carbon to slow climate change နော် climate change ကိုလည်း climate change ပြောင်းလဲကိုလည်းသူကကျွန်တော်တို့ထိန်းပြီးတယ်နော်အဲ့တော့ absorb carbon နော်ကာဗွန်လည်းသူစုပ်ယူတယ်ပေါ့နော်အဲ့တော့ Pacific salmon fuel Pacific ဒီ salmon 5တွေက fuel ဆိုလောင်စာပေးတယ်ဆိုတာထပ်မြင်ရောအားဖြည့်ပေးတာပေါ့နော်
3 billion industry 3 billion တန်ကြီးရှိတဲ့ဒီစက်မှုလုပ်ငန်းကြီးတခုကိုသူပံ့ပိုးပေးထားတယ် supporting tens of thousands of job နော်ဒီထောင်သောင်းမကတော့အလုပ်ကံခွင့်လန်းနေတယ်ပေးထားတယ် local economies နော်ဒေသခံစီးပွားရေးကိုတိုးတက်အောင်လုပ်တယ် and communities နော်အဲ့တော့လူမှုပါဝင်ခြင်းပေါ့နော် around the Pacific Ring နော် Pacific ကမ်းခြေဒေသတစ်ဝိုက်မှာရှိတဲ့လူတွေဒီရောင်ဝင်းဒေသကိုလိုမှာရှိတဲ့စက်မှုလုပ်ငန်းနဲ့အလုပ်ကိုကျွန်တော်တို့ကဆယ်မွန်တွေကပံ့ပိုးပေးထားတယ်လို့ပြောတယ်အဲ့တော့ဆယ်မွန်ငါးတွေကိုစီစီဘူးလုပ်မယ်ဆယ်မွန်ငါးတွေနဲ့ပတ်သက်ပြီးတော့ဒီဝင်ငွေရနေတာကိုပြောတာပါအဲ့တော့ native people have always seen the salmon အဲ့တော့ဒေသခံတိုင်းရင်းသားတွေကဆယ်မွန်တွေကိုဘယ်လိုရှုမြင်သုံးသပ်တယ်လဲလို့ as the life sustaining ဆိုတာကရေရှည်တည်တံ့ခိုင်မြဲတဲ့ centerpiece နော် centerpiece ဆိုတာကတော့ဒီပြောတာပါနော်ဒီဘိုးချက်မှဖြစ်တဲ့ their culture သူတို့ရဲ့ယဉ်ကျေးမှုတွေ dating back millennia နော်နှစ်ပေါင်းများစွာတည်းကဒီ Pacific ဒေသမှာဆယ်မွန်တွေငါးတွေနဲ့ဒီကျင်လည်ပြီးတော့စီးပွားရေးလုပ်ငန်းတွေဒေသဖွံ့ဖြိုးရေးအားလုံးဆယ်မွန်ငါးတွေနဲ့ပတ်သက်တယ်ဆိုတာကိုသူကရေးပြသွားတာဟုတ်ပါပြီအဲ့တော့နောက်ဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကintact ပဂရီတိုင်းခြေရလဲရမြန်မပြည့်ထိခိုက်စေတော့ hard အဲ့တော့ဒီမှာ head water ဆိုတာကတော့မြေပြချောင်းပြ vest ကျေပြောတော့ area မှာပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်ဒါ meanings လေးတွေရှာပေးထားတာပါနော်နည်းနည်းလိုအပ်တာလည်းရှိပါအဲ့တော့ကိုယ့်ကိုယ်လေးဖတ်ကြည့်ပါဗီဒီယိုကို pause လုပ်ပြီးတော့ပေါ့နော်အဲ့တော့ဒီမှာကဆက်ကြည့်မယ်ဆိုရင်ဒါကတော့မြန်မာလိုပေါ့နော် Google Translate နဲ့ဘာသာပြန်ယူထားတာပေါ့နော်ဒါပေမဲ့တချို့ဟာတွေမှာတော့ပြန်ပြီးတော့rearrange လုပ်ရမယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒီမှာကဆက်ကြည့်မယ်ဆိုရင်ဒီဟာကတော့ Oracle ဝေးပေါ့နော် Orca ဝေးဒီမှာတော့ Orca ဝေးပေါ့နော် Orca အမျိုးနဲ့ဖြစ်တဲ့ပေါ့နော်ဝေလာငါဒီမှာကတော့ beer နော်အဲ့တော့ဒီမှာဆက်ကြည့်မယ်ဆိုရင်beer ကကျွန်တော်တို့ပေါ့နော်ဆယ်မွန်ငါးကိုစားနေတဲ့ပုံပါနော်အားကြောင့်ဆယ်မွန်တွေကဒီ beer တို့ Oracle တို့ရဲ့အဓိကဒီအသက်ရှင်ရည်ဖို့အတွက်လိုအပ်တဲ့ဒီဇီဝမျိုးစိတ်တွေပါအဲ့တော့နော်ဒီဂေယစနစ်ကြီးကိုPacific ဒေသရဲ့ဂေယစနစ်ကြီးရှင်သန်မှုမှာဆယ်မွန်ငါးတွေကအရေးပါတယ်ဆိုတာကိုတော့ဒီစာပိုက်ကိုဖတ်ရင်အဓိကသိထားရမယ် main idea ပေါ့နော်အဲ့တော့ဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က in short ပေါ့နော်အတူကောက်ပြောမယ်ဆိုရင် salmons are the key အဲ့တော့ key ဆိုတဲ့စလုံးကိုတွေ့ရင်ဒါအဓိကကြတယ်လို့ကိုကနားလေ key ဆိုတဲ့စလုံးတွေ့ရင်တော့ဒါသတိထားရမယ့်အနေအထားမှာဖြစ်သွားပြီ salmon are the key protecting a way of life rooted in the North Pacific environment rooted ဆိုတာအမြင့်တွယ်နေတယ်အမြင့်တွယ်ဆိုတာက North Pacific ဒေသမှာအခြေချနေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ဒီပေါ့နော်ဒီကျွန်တော်တို့ဒီ ecosystem ဒီဟာစနစ်မှာ protect salmon and you protect forest protect salmon ကိုကာကွယ်ခြင်းအားနဲ့ you protect forest နော်အဲ့တော့ဒီတစ်တော်တွေကိုဟုတ်လားဒီတစ်တော်တွေလည်းကာကွယ်ပြီးသားဖြစ်သွားမယ် food တွေလည်းရသွားမယ် water ပေါ့ communities and economies နော်စီးပွားရေးအတွက်လည်းဒါဆိုလိုတာကတော့ salmon တွေကိုလည်း salmon တွေရှီကနေပြီးတော့ထုတ်ယူဒီစီးပွားရေးအတွက်လုပ်နေတာတော့ရှိတယ်သို့တော်လည်းထင်းလုပ်ရဖို့လိုတယ်ဆိုတာပြောတာအလွန်ကျွံနေလုပ်လို့အဆင်မပြေနိုင်ဘူးပေါ့နော် but our work over the last 2 decades လွန်ခဲ့တဲ့အနှစ်20ရာနေပြီလိလာရဲ့အချိန်မှာ has shown နော် that only an aggressive နော်ဒီလူရမဲ့ကြီးမှုတွေပေါ့နော် proactive approach on the strongest remaining salmon rivers နော်ဒီလက်ကျန်ဖြစ်နေတဲ့ salmon စီးစင်းနေတဲ့မြေချောင်းတွေမှာဆိုရင်တဲ့ salmon stronghold can halt the decline of these iconic species အခုလိုအရေးကြီးတဲ့ species ပေါ့နော်မျိုးနဲ့စိတ်တွေပြတ်သုံးသွားမှာကိုဟော့ရပ်တန့်ရမယ် and halt that and all the benefits we derive from them နော်အဲ့တော့ကျွန်တော်တို့ဒီအကျိုးမြတ်တွေရယူနေတဲ့ salmon တွေ
salmon တွေရဲ့ဒီ hot the decline ဆိုတာကဒီဟိုပါဗောနော်ဒီကျဆင်းနေတာနော်အဲ့ဒါကိုတော့သူကံကွယ်ရမယ် salmon and freshwater ecosystem က is a traceably linked by feedback between salmon run food webs and riparian forest နော်အဲ့တော့ salmon ငါးတွေနဲ့ freshwater ကဒီဂေဟစနစ်မှာအချင်းချင်းပြန်လဲရှင်းနွယ်ပြီးတော့နော်ဒီအပြန်လာကျိုးပြုနေတယ်ဆိုတာကိုပြောပြတာ salmon runs function as enormous pumps pump ဆိုတာကတော့ရေမောင်းရေစက်ကြီးတွေပေါ့နော်မောင်းတင်တယ်လို့ပဲပြောမှာပေါ့နော် salmon runs function as enormous pumps that push vast amounts of marine nutrients from the ocean to the headwaters of the otherwise low productivity rivers အဲ့တော့ salmon ငါးတွေပြန်ရင်ပင်လယ်ဒေသကရှိတဲ့အာဟာရတွေအားလုံးကိုဒီဟိုပါပေါ့နော်အဲ့တော့ဒီမြစ်ဖျားကိုသူကပြန်တယ်သွားတယ်ပေါ့နော် for example တဲ့နော် sockeye salmon runs in southwest Alaska contribute up to 170 tons of phosphorus per year to Lake Iliana အဲ့ဒီကန်ထဲမှာ phosphorus 180ကိုသူကဒီဟိုပါပေါ့နော်ပံ့ပိုးပေးတယ် phosphorus ဆိုတာကတော့ဒီလူတွေအတွက်လည်းကျန်းမာရေးမှာအယိုးတွေပါတွေကိုခိုင်မာစေတဲ့တတ္တုဓာတ်တစ်မျိုးပါနော်အဲ့ဒါကဒီစာဘက်ကတော့ salmon ငါးတွေဟာနော်သဘာဝပတ်ဝန်းကျင် ecosystem မှာဘယ်လိုအရေးပါတယ်လဲဘယ်လိုဆက်နွယ်မှုရှိနေလဲဆိုတာကိုသူကဒီစာဘက်ကပြောပြတာအဲ့တော့နောက်တစ်ခါမှာကျွန်တော်တို့ကဆက်ကြည့်မယ်ဆိုရင် these nutrients အဲ့ဒီရဲ့အာဟာရဓာတ်တွေပေါ့နော်are incorporated into food webs in rivers and surrounding and by a host of 50 species mammals birds and fish that forage and salmon eggs juveniles and others in freshwater အဲ့တော့ဒီ nutrients တွေပေါ့နော်ဒီပင်လယ်ကရတဲ့အာဟာရတွေအားလုံး incorporated in food webs နော်ဒီအစာကွန်ရက်ကြီးမှာစားသောက်မှုကွန်ရက်ကြီးမှာ rivers တခြားပေါ့နော်မြေချောင်းတွေမှာရှိမယ် surrounding landscape ဘိုင်းတွေ host နော်အဲ့တော့ 50 species of mammal မျိုးနွယ်စိတ်50လောက်ပေါ့နော် mammal birds နော်ဒီရင်းနေသတ္တဝါတွေငါးတွေ birds ငှက်တွေ fish that forage on salmon eggs နော် salmon eggs ဒီ salmon ဥတွေပေါ်မှာအခြေခံ juveniles and others in fresh water နော်ဒီတရှင်းတဲ့ရေထဲမှာရှိနေတဲ့ဒီတင်လက်ကျစားနေတဲ့ဒီ salmon ငါးတွေဟာနော်ဒီ mammals တွေ birds တွေ fish water တွေတဲ့ဟိုအဓိကကြတဲ့ဟိုပါပေါ့နော်ဒီစားသောက်မှုဟိုဒီဖြစ်ပါတယ်အစာအာဟာရဖြစ်ပါတယ် predators such as brown bears disperse these marine nutrients into surrounding forests enhancing the growth of the streamside trees that shade and protect stream banks from excessive erosion အဲ့တော့ predator တွေလဲဆိုတော့ bears တွေအားလုံးက salmon တွေကိုစားပြီးတော့ disperse these marine nutrients ဒီ nutrients တွေကိုသူကဟိုပါပေါ့နော်ဒီပြန်လက်ဖြာမျိုးကြတယ်ဆိုတာကpredator စားပြီးရင်သူဟိုပါပေါ့နော်မစင်စွန့်မယ်မစင်ကနေပြီးတော့ဒီ nutrients တွေပြန်ပေါ်သွားမှာဒါကိုပြောတာ surrounding forest မှာအဲ့ဒီဓာတ်တွေပါသွားတဲ့အတွက်နော် enhancing the growth of streamside tree နော်ဒီဟိုပါပေါ့နော်ဒီမြစ်ဘေးမှာရှိတဲ့တစ်ပင်တွေပုံမကြီးထွားတာမာလာတဲ့ that shade and protect stream banks နော်အဲ့တော့ဒီဟိုမြေချောင်းတွေရဲ့ကဘာတွေကိုလည်းဟိုပါပေါ့နော် banks from excessive erosion နော်တိုက်စားမှုအလွန်ကျွံတိုက်စားမှုအကာအကွယ်ပေးနိုင်တယ် in southeastern Alaska နော် spawning salmon contribute up to အဲ့တော့ဒီသားပေါက်ဟို salmon လေးတွေဟာ25% of the nitrogen in the foliage of the tree နော်အပင်တွေကိုနော်25% nitrogen တွေထိသူပေးဝေတယ်အဲ့တော့ကျွန်တော်နောက်သင်ခန်းစာမှာဆက်လက်ပြီးတော့ဖတ်ရှုပေးပါမယ်အဲ့တော့ကောင်းသောနေ့ဖြစ်ပါစေ Have a nice day ပါ